အာလူကလူကိုဝစီတယ်ဆိုတာအမှန်ပဲလားအာလူဆိုတာမီးဖိုချောင်းမှာအမြဲရှိနေတတ်တဲ့တိတ်မထူးဆန်းလာတဲ့ဟင်းသီးဟင်းရွက်တစ်မျိုးပါဒါပေမဲ့သူနဲ့ပတ်သက်ပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေအများကြီးရှိတယ်နော်ဥပမာ1995ခုနှစ်တုန်းက NASA နဲ့ Wisconsin Medicine တက္ကသိုလ်ကပညာရှင်တွေအာကာသထဲမှာပထမဆုံးစိုက်ပျိုးအောင်မြင်ခဲ့တဲ့ဟင်းသီးဟင်းရွက်ကအာလူးပါတယ်နော်ဒါအပြင်16ရာစုတုန်းကပြင်သစ်နိုင်ငံမှာအာလူးဟာရွှေလိုပဲတန်ဖိုးထားခံရပြီးငွေကြီးအဖြစ်ပါအသုံးပြုခဲ့ကြတယ်လို့ဆိုကြပါတယ်တကယ်တော့အာလူးဆိုတာမြေအောက်မှာရှိတဲ့အပင်ရဲ့ပင်စီအထူသားတစ်မျိုးပါပဲအပင်ကဆောင်းရသည့်အတွက်စွမ်းအင်တွေကိုဒီအထဲမှာတိုးလောင်ထားတာပေါ့ခရမ်းကျင်သီးနဲ့ငရုတ်သီးတွေလိုပဲ night shade မျိုးနွယ်ဝင်ဖြစ်ပြီးမူရင်းကတော့တောင်အမေရိကကလာတာပါအာလူးနဲ့ပတ်သက်ပြီးလူတွေအထင်မှားတတ်တဲ့အချက်တစ်ခုကတော့အာလူးကအစီတက်စေတယ်ဆိုတာပါပဲတကယ်တော့အာလူးကကိုယ်အလေးချိန်တက်စေတာမဟုတ်ပါဘူးသူကအမြင်တက်ကြွယ်ဝပြီးဗိုက်ပြည့်စေတာကြောင့်အစားစားပြီးတာနဲ့ဗိုက်မြန်မြန်ပြည့်ပြီးကြာလဲအစာခံစေပါတယ်ပြဿနာကအာလူးကိုဘယ်လိုချက်ပြုတ်လဲဆိုတဲ့အပေါ်မှာပဲမူတည်တာပါပြင်သစ်အာလူးကြော် French fries လိုမျိုးစီများနဲ့ကြော်တာဒါမှမဟုတ်အာလူးပြားကြော် potato chips လိုမျိုးပြုတ်လုပ်ပြီးစားတာတွေကမှကျန်းမာရေးအတွက်မကောင်းတဲ့အစီစားနဲ့ကယ်လိုရီတွေကိုပိုများစေတာပါနောက်တစ်ခုလူအများစုမသိသေးတာကတော့အာလူးကိုရေခဲတတာထဲမှာလုံးဝမထားသင့်ပါဘူးအေးတဲ့အပူချိန်ကအာလူးတွေကကစီဓာတ်တွေကိုတကြားအဖြစ်ပြောင်းလဲစေပါတယ်ဒါကြောင့်အရသာပြောင်းလဲသွားရုံသာမကပဲနောက်ပိုင်းအပူပေးချက်ပြုတ်တဲ့အခါမှာကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ဓာတုပစ္စည်းတွေပိုထွက်လာနိုင်ပါတယ်ကဲဒါဆိုရင်အာလူးကနေဘလို့ကောင်းကျိုးတွေရနိုင်လဲဆိုတာကြည့်ကြရအောင်ပထမဆုံးအနေနဲ့အာလူးမှာပိုတက်ဆီယမ်ဓာတ်အများကြီးပါဝင်ပါတယ်ညှက်ပျောသီးထက်တောင်ပိုများပါတယ်ဆိုရင်အံ့ဩသွားကြမှာပဲနော်ပိုတက်ဆီယမ်ကသွေးပေါင်ချိန်ကိုထိန်းညှိပေးပြီးအာယုံကြောစနစ်ကိုကောင်းမွန်စေတဲ့သတ္တုဓာတ်တစ်မျိုးပါနောက်ပြီးအာလူးဟာဗိုက်တာမင် C နဲ့ B vitamins တွေအများကြီးပါဝင်တဲ့အပြင်ခန္ဓာကိုယ်ကိုစွမ်းအင်ပေးတဲ့ကစီဓာတ် carbohydrates တွေလည်းကျွယ်ဝပါတယ်အာလူးကိုသိမ်းဆည်းတဲ့အခါလူတွေမှားတတ်တဲ့အချက်လေးတွေလည်းရှိပါသေးတယ်ကြက်သွန်နီနဲ့အတူတူထားတာမျိုးမလုပ်မိပါစေနဲ့ကြက်သွန်နီကထွက်တဲ့ဓာတ်ငွေတွေကအာလူးကိုပို့ပြီးအညောက်ပေါက်မြန်စေပါတယ်နောက်တစ်ခုကအာလူးကိုမသိမ်းခင်ရေဆေးတာပါရေဆေးလိုက်ရင်အဆိုဓာတ်တွေကြောင့်အာလူးကပို့ပြီးမြန်ပုတ်သွားနိုင်ပါတယ်ချက်ပြုတ်ခါနီးမှရေဆေးတာအကောင်းဆုံးပါဒါဆိုရင်အာလူးကိုဘလို့စနစ်တကျထားရမလဲဘလို့ချက်ပြုတ်ရမလဲဆိုတဲ့အကြံပြုချက်လေးတွေပေးမယ်နော်အကောင်းဆုံးသိမ်းဆည်းနည်းကတော့အာလူးတွေကိုအေးမြပြီးမှောင်တဲ့နေရာဥပမာပစ္စည်းထားတဲ့ခန်းဒါမှမဟုတ်မြေအောက်ခန်းမှာထားပါအလင်းရောင်နဲ့ဓာတ်ရိုက်မထိအောင်စက်ကူအိတ်ဒါမှမဟုတ်ဂုံနီအိတ်လိုမျိုးလေဝင်လေထွက်ကောင်းတဲ့အိတ်တွေနဲ့ထည့်ထားပါကျန်းမာရေးနဲ့ညီအောင်ချက်ပြုတ်ဖို့ဆိုရင်တော့အာလူးကနေအာဟာရဓာတ်တွေကိုအပြည့်အဝရရှိဖို့အတွက်စီများနဲ့ကြော်တာထက်မီးဖုတ်တာပြုတ်တာဒါမှမဟုတ် air fryer နဲ့ကြော်တာမျိုးလုပ်ပေးပါအခွန်မခွာပဲချက်နိုင်ရင်ပိုကောင်းပါတယ်အခွန်မှာအမြင့်တက်တဲ့အာဟာရတွေအများကြီးပါဝင်လို့ပါနော်အာလူးကိုစားသုံးတဲ့အခါသတိထားရမယ့်အချက်တစ်ခုကတော့အာလူးကစိမ့်နေတာဒါမှမဟုတ်အညောက်တွေအများကြီးပေါက်နေပြီဆိုရင်သတိထားပါအလင်းရောင်နဲ့အပူကြောင့်အာလူးတွေစိမ့်လာပြီးအညောက်ပုတ်လာတဲ့အခါဆိုလနီလို့ခေါ်တဲ့သဘာဝအဆိပ်ဓာတ်တစ်မျိုးထွက်လာပါတယ်ဒီဓာတ်ကိုအများကြီးစားမိရင်ဗိုက်နာတာအော့အန်တာခေါင်းကိုက်တာမျိုးတွေဖြစ်နိုင်ပါတယ်ဒါကြောင့်အာလူးကအစိမ်းရောင်နေအရမ်းများနေပြီးပျော့နေပြီးဒါမှမဟုတ်အရသာခါနေပြီဆိုရင်လုံးဝမစားပဲလွှင့်ပစ်လိုက်တာအကောင်းဆုံးပါပဲနောက်ပြီးအာလူးကိုအစိမ်းစားတာမျိုးလဲရှောင်သင့်ပါတယ်အာလူးအစိမ်းမှာအစာချေရခတ်တဲ့ကစီဓာတ်တွေပါဝင်လို့ဘိုက်အောင်တာလေးပွားတာမျိုးဖြစ်စေနိုင်ပါတယ်ဒါကြောင့်အမြဲတမ်းချက်ပြုတ်ပြီးမှစားပေးပါကဲဒီတော့အာလူးဆိုတာမှန်ကန်စွာသိမ်းဆည်းပြီးမှန်ကန်စွာချက်ပြုတ်စားသုံးတတ်မယ်ဆိုရင်အရန်ကိုအကျိုးပြုတဲ့အစားအစာတစ်မျိုးဖြစ်တယ်ဆိုတာသိသွားပြီနော်နောက်တစ်ရက်ကျရင်ဘာအကြောင်းအရာလေးတွေကြောပြအောင်မလဲဆိုတာဆက်ပြီးစောင့်ပြီးကြည့်ပေးကြပါဦး